မင်္ဂလာပါကျွန်တော်ဒီနေ့သတင်းတူးလေးတစ်ခုတွေ့တာကြာကျွန်တော်ဒီ Lisa က Nike နဲ့စာချုပ်ချုပ်လိုက်ပြီး Nike ရဲ့ brand ambassador ဖြစ်ပြီဆိုတာပေါ့နော်အဲ့တော့ Blackpink members တွေဖြစ်တဲ့ဒီ Rose မင်္ဂလာပါကျွန်တော်ဒီနေ့သတင်းတူးအနေနဲ့ကကြာကျွန်တော်ဒီ Lisa က Nike နဲ့စာချုပ်ချုပ်လိုက်ပြီဆိုတာပါမင်္ဂလာပါဒီနေ့ Lisa ခဏဒီနဲ့တတိပြောနေမင်္ဂလာပါကျွန်တော်ဒီနေ့သတင်းတူးလေးအနေနဲ့ကကြတော့ကျွန်တော်ဒီဘယ်လိုပြောလို့ဆိုရင်ဒီ Blackpink member ဖြစ်တဲ့ Lisa ကမင်္ဂလာပါကျွန်တော်ဒီနေ့သတင်းတူးအနေနဲ့တွေ့တာကကြတော့ကျွန်တော်ဒီ Blackpink member ဖြစ်တဲ့ Lisa က Nike နဲ့စာချုပ်ချုပ်လိုက်ပြီ Nike နဲ့ collaboration လုပ်လိုက်ပါပြီ Nike ရဲ့ brand ambassador ဖြစ်ပြီဆိုတာပါ Lisa ကဘာဖက်နက်လေးအဲ့မှာဝတ်ထားလဲဆိုတော့ဒီ Nike MS95 ဖက်နက်ပေါ့နော်ဒီ Blackpink members တွေတခြားလူတွေဖြစ်ကြတဲ့ကျွန်တော်ဒီ Rose ကကြPuma နဲ့စာချုပ်ချုပ်ထားတဲ့ Jennie ကကြတော့ Adidas နဲ့စာချုပ်ချုပ်ထားတဲ့Lisa ကကြတော့အခုဆိုရင်ဒီ Nike နဲ့စာချုပ်ချုပ်လိုက်ပြီနော် Jisoo စာချုပ်ချုပ်ထားတာကြတော့Elo နဲ့ပါယူတိလို့လား